မှာတော့ပြည်လေကအခုပြောက်ရှိတဲ့နေရာလေးကိုပြစ်ပေးနေတာပေါ့နော်ပြည်လေရဲ့ပြောက်ရှိတဲ့နေရာလေးကိုပြည်လေကဘလော့လေးပြင်ပေးထားပါတယ်အဲ့ဒါကတော့ဒီတော့ပုံမှာရှိတဲ့မြို့သား in the forest cake and restaurant ဆိုပြီးတော့ဒီအခုဒီဖန်ကြီးနေရာလေးပေါ့နော်အမှန်ကြီးရုပ်ကလေးပေါ့နော်ခြေပိုင်လည်းသူ့လို့ရတယ်ဒီလိုမျိုးမှသူလည်းဖန်ကိုပိုင်လည်းရှိရပေါ့နော်အဲ့ဖန်ကိုမှသူရှိနေတယ်တကယ်ကြီးလည်းလာပြီးပြန်တော့လာပြီးပေါ့နော်ဒီလိုဖန်ကြီးတွေပေါ့နော်ပြောတာကိုရှင်လိုက်လိုက်ပြောတာတော့အဲ့လိုဒီဖန်ကြီးလေးနဲ့ပေါ့ဒီပုံတွေလည်းရိုက်နေရတယ်အများကြီးရှင်ပြန်လည်းပြောဖို့ကောင်းတယ်ဆရာတော့အခုဒါပထမအောင်ဆုံးပေါ့နော်တကယ်ကြီးလည်းရောက်ဘူးလားဒီတကယ်ကြီးထူလာတာပေါ့နော်ဒီလိုဒီနေ့မှဆိုလို့ရှိရင်ဒီလိုပြုံးလာတဲ့နေ့တွေကတော့အခုဒါမိုးရလည်းရွာနေတဲ့ခါကျတော့မိုးရွာနေတဲ့အချိန်လေးရဲ့ view လေးကိုကြည့်ရတာပေါ့နော်နေတိုင်းလည်းအရန်လာတယ်မိုးရွာရင်လည်းအရန်လာတဲ့နေရာမျိုးလေးပေါ့နော်တကယ်ဘူးမှချမ်းသာတဲ့ကောင်းတဲ့နေရာဆက်တော့တွေကလည်းအရန်ကောင်းတယ်ကြည့်ရတော့ဒီနေရာလေးကို recommend လေးပေးချင်ပါတယ်ပြရတယ်ဒါအခုကပထမဆုံးရောက်ခွင့်တယ်ဖြစ်တဲ့ကြောင့်ပေါ့နော်တရားတော်ကိုကြော်တယ်ပေါ့နော်ဒီနေ့မှဆိုလို့ရှိရင်ဒီလိုမိုးရွာနေရတော့တပွင့်ရဲလို့ရတဲ့နေရာတွေကတော်တော်ကိုလှတယ်ပေါ့နော်ဆက်ကတော့အားလုံးလည်းဒီနေ့ဒီ science and forest cake ကိုရောက်လို့ရှိပြောလို့ရအောင်ဒီနေရာလေးကို blog လေးပြင်ပေးထားပါတယ်ဒီနေ့ရဲ့ blog လေးကို YouTube channel မှာလည်းပြန်ပြီးတော့ပြင်ပေးထားတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းပြင်သွားခဲ့တဲ့နေရာလေးတွေပေါ့အစလေးဒီပြေကမှချင်းပြရနေရာလေးတွေအကုန်လုံးလည်းပြရဒီလေးအချိုဆိုပြီးတော့ YouTube မှာလည်းဆက်လို့ရပါတယ်အဲ့မှာဆိုလို့ရှိရင်ဒီတော့ကျော်သွားထားတဲ့နေရာလေးတွေရဲ့အလှလေးတွေပေါ့နော်အဲ့အလှလေးတွေဆိုတော့အလှလေးတွေရားရပေါ့နော်ဆိုတော့အားလုံးလည်းဒီရဲ့ blog လေးကိုသဘောကျတယ်ဆိုလို့ရှိရင်အားလုံးလည်း like and follow လုပ်ပြီးလို့ရပါတယ် subscribe လုပ်ပြီးလို့ရပါတယ်အားလုံးကျေးဇူးများ